အခုတင်ဆက်ပေးမဲ့ဇလန်တို့တော့ TikTok CV ကနေပြီးတော့အကိုတရုတ်ကပေးပို့ထားတာဖြစ်ပါတယ်။မိတ်ဆွေကြုံတွေ့ခဲ့ရတဲ့ဒါမှမဟုတ်ကြားသိခဲ့ဘူးတဲ့တဲထိတ်ရင်ဖို့ဖိရမှန်ဇလန်များကိုလည်းကျွန်တော်တို့ကအမှတ်တာအနေနဲ့ရောအကောင်းဆုံးဖြစ်အောင်ပါပြန်လည်တင်ဆက်ပေးသွားမှာမို့မိမိတို့စီမှာရှိတဲ့ဇလန်တွေကိုကျွန်တော်တို့ရဲ့ TikTok CV မှာလာရောက်ပေးပို့နိုင်ပါရဲ့ဗျာပြောပြမယ်ရွာတဲ့နာမည်တော့ပြောင်းကျွန်တော်ကပခိုးတိုင်းခိုင်းနေတနေ့ကျွန်တော်တို့ရွာဦးဖုန်ကြီးကျောင်းမှာအိတ်မယ်လို့ပြောတယ်အေးငါတို့လဲသွားတူလာတူဆိုတော့အကုန်လုံးကျောင်းမှာအိတ်ကြတယ်ကျွန်တော်ကညနဲ့20နာရီကြော်ပေါ့ဘိုက်ကအောက်လာတာဘလို့မှမထိန်နိုင်လို့ဖြစ်နေတာဟိုကောင်လေးခေါ်တာလဲပဲမန်းလို့ထင်ပါတယ်တယောက်မှမနိုးဘူးအဲ့ဒါနဲ့ကျွန်တော်ကမရတော့တာနဲ့အိမ်သာပြေးတာအိမ်သာကလည်းကျောင်းရဲ့အနောက်ဖက်နည်းနည်းဝေးတယ်ကျောင်းနဲ့အိမ်သာနဲ့ကြားမှာမန်ကြီးပင်ကြီးကြီးရှိတယ်ကျောင်းကကပီးပျော်ဘူးတယ်အဲ့မန်ကြီးပင်အောင်ညဆိုဆဲလီထိုင်ဖွာနေတာမြင်တယ်တဲ့မန်ကြီးပင်မှာလည်းစင်ထိုးထားတယ်ညနေလူငယ်တွေထိုင်တာပေါ့အဲ့ဒါနဲ့ကျွန်တော်ကဘိုက်ကမရတော့တာနဲ့ကြောက်တဲ့စိတ်ခဏဘေးဖေပြီးအိမ်သာအတင်းပြေးတာအဲ့မန်ကြီးပင်ကိုကြောက်ချေမရဘူးအိမ်သာတဲရောက်မှဖုံးကြည့်နေရင်မိကပြတ်သွားတယ်ဗျာအဲ့ဒါနဲ့ဖုံးမီးကိုဖွင့်ပြီးအိမ်သာတတ်တာပေါ့အိမ်သာတကားကိုလာခောက်တယ်ဗျာကျွန်တော်လည်းနည်းနည်းကြောက်သွားတယ်ဘိုက်ကလည်းအောင့်နေတာဆိုတော့ကျွန်တော်လည်းပြီးအောင်အရင်တတ်တယ်တကားခောက်ပြီးမကြဘူးဗျာအိမ်သာဘေးချင်းကတ်အခန်းကလည်းရေတွေဖွင့်ရောဝေါ်ဝေါ်နဲ့ပေါ့ဒီချင်းဘသူမှအိမ်သာမတတ်ပါဘူးတနာဤတောင်ကြော်နေပြီဆိုပြီးကျွန်တော်လည်းအိမ်သာစတတ်နေတာအိမ်သာတက်ပြီးတော့အိမ်သာတကားဖွင့်လိုက်တာအရေးကြီးကဖြတ်ပြေးတာပိန်းနေပင်ကြီးရှိကိုအိမ်သာဘေးမှာလည်းပိန်းနေပင်ရှိတယ်လေကျွန်တော်လည်းလွှဲပြီးပြေးတာပေါ့ကြောင်းတယ်ကိုမနေ့ရောက်မှဟိုကောင်လေးကိုပြောပြလိုက်တာအကောင်လေးပါလန့်သွားပြီးကျောင်းကကပ်ပီရလည်းပြောတယ်သူလည်းအိမ်သာတက်တိုင်တကားကိုမင်းလိုတော့မခောက်ဘူးတကားကိုခြေထောက်နဲ့ကြမ်းကြမ်းကန်တာတဲ့သူလည်းမနေ့ရောက်တော့ဖျားသွားရောဖုန်ကြီးတောင်စွမ်းမကတ်နိုင်ဘူးဖျားသွားလို့တယ်